တာတွေကလွဲနေတယ်ပတ်စံခိုးလို့ရှိရင်တော့ဖျားလို့ကိုးကွယ်တယ်အလွဲသုံးစားလုပ်တဲ့သူတွေကိုဖျားလို့ကိုးကွယ်တယ်ညင်ဒီမှာတကယ်အသက်ဘေးပြီးတိုက်တဲ့သူတွေကိုကြတော့တန်ဖိုးမထားဘူးအမြင့်ဖြတ်ဖို့စဉ်းစားတယ်ဒီလောက်ရက်တွေဟာလုံးဝကိုမဖြစ်တဲ့ကိစ္စတွေဖြစ်တယ်အဲ့တော့ဒီပုံစံမျိုးနဲ့ဒီတော်လှန်ရေးကြီးကိုဒီလူတွေဥဆောင်နေတာကတော်တော်လေးကိုစိတ်မကောင်းစရာဖြစ်တယ်အဲ့တော့အခု BNR တွေကိုသူတို့သွားတိုက်တော့ဘယ်သူအမျက်ထွက်စစ်ကောင်စီအမျက်ထွက်တာပေါ့ရှင်းရှင်းလေးပဲစစ်ကောင်စီအမျက်ထွက်တယ်ဘယ်ဘက်ကကြီးကြီးစစ်ကောင်စီဘက်ကအသာကြီးပဲအမျက်ထွက်တယ်အိမ်ကြက်ချင်းအိုးမဲတုတ်ပြီးတော့ခုတ်ခိုင်းလိုက်တာလေအလွန်မရွံ့တဲ့လုပ်ရဖြစ်တယ်အလွန်မရွံ့တဲ့လုပ်ရဖြစ်တယ်အခုလောလောဆယ်တော့မှမသေးကြသေးဘူးဘာလို့လဲကျွန်တော်တို့အတိအကျမသိရသေးဘူးအဲ့တော့အဲ့မသိရသေးတဲ့ကိစ္စကြီးပေါ်မှာကိုယ့်ဘက်ကအင်အားတစုံတရာညော့သွားတာကိုအောင်ပွဲခံပြီးတော့ပြောတယ်ဆိုတဲ့အုပ်စုကစစ်ကောင်စီအုပ်စုအဲ့ဒါရှင်းတယ်တော်လိုင်းဘက်မှာအင်အားညော့သွားမှကိုပြောတာသည်စစ်ကောင်စီအုပ်စုပဲရှိတယ်အဲ့တော့ခမရတို့ကတော်လန်ရေးကိုတကယ်အနိုင်တိုက်ချင်တာဟုတ်ရဲ့လားခမရတို့ကအင်အားစုဆောင်ပြီးလို့ရှိရင်ခမရတို့ကစစ်ကောင်စီနဲ့ဇပွဲဝိုင်းထိုင်ဖို့လို့အတွက်လုပ်ပြနေတာလားဒါမှမဟုတ်လို့ရှိရင်ခမရတို့ကNLD ပါတီအာဏာပြန်ရရေးအတွက်ကိုတော်လှန်ရေးကိုအသုံးချပြီးတော့နင်းချနေကြတာလားမဲကုန်နေအများကြီးထွက်နော်အဲ့တော့ဘိုနဂါတို့ဥဆောင်တဲ့ BNR တွေကိုအပြုတ်တိုက်ရမယ်ဆိုတဲ့စော်ဩတဲ့အုပ်စုတွေလိုက်လုပ်တဲ့အုပ်စုတွေခင်ဗျားတို့လုံးဝစင်ကျင်တုံတရားစဉ်းစားဉာဏ်အရန်ကိုနေလွန်အားကြီးတယ်ခင်ဗျားတို့ရဲ့လုပ်ရက်ကခင်ဗျားတို့ရဲ့စိတ်ဓာတ်နဲ့ထင်ဟပ်ပြမယ်အဲ့တော့ကဲထားပါအောင်ဗျာစိတ်ကူးရင်ဇလန်းလေးရုပ်ရှင်ရိုက်ကြည့်ရအောင်စိတ်ကူးရင်ဇလန်းလေးနော်ခင်ဗျားတို့ကစစ်ကောင်စီကချပေးလိုက်တဲ့ဓာတ်ပုံတစ်ပုံရဲ့နော်စစ်ကောင်စီကချပေးလိုက်တဲ့ AI နဲ့လှုပ်ထားလားမလှုပ်ထားလားမသိကြတဲ့ရဟရင်နဲ့ဘုံရဲ့အဲ့ဒါတွေနဲ့စစ်ကောင်စီရဲ့ဝါဒကိုခင်ဗျားတို့ကကြဲကြဲပြန့်ပြန့်ဝိုင်းပြီးတော့ဖြန့်ပြီးတော့
ဒီဘက်ဒေါ်လာရေးမှာပို့ပြီးတော့အကြောင်းကြီးပို့ကြီးအောင်ထိခိုက်မှုကြီးပို့ကြီးအောင်လို့မိတော့ပုံခင်ဗျားတို့ကဓာတ်စီလောင်းနေကြအဲ့ဒါကအစ်စ်ပါလို့အာမခံတဲ့လူတွေတရားမှမရှိမဟုတ်ဘူးလို့လည်းဘယ်သူမှအပြည့်အဝမငြင်းရဘူးအဲ့တော့50-50ဖြစ်နေတဲ့အချိန်မှာဒီအချိန်မှာတော့မြင်လိုက်ရတာပြီးတော့အများကြီးပဲတော်လာရေးတဲ့ပါဒါအပြင်ခင်ဗျားတို့စဉ်းစားကြည့်တာခင်ဗျားတို့ကစစ်တပ်ကဝါရဖြတ်နဲ့ဓာတ်ပုံအရနော်ဓာတ်ပုံအရခင်ဗျားတို့သာသူ့နေရာမှာဆိုရင်ဘယ်လိုစဉ်းစားဇော်ထက်လက်ထဲဘူတာမီလက်ထဲ energy လက်ထဲရောက်ရင်ဘိုးနဂါကတဏှာကြီးတောင်အသက်ရှင်ခွင့်ရပါမလားအခုတော့မှတကောတော့သူ့ဘရာဇာကိုတပ်ပလိုက်ပြီဆိုတဲ့သတင်းတွေလှိုင်ကြီးထွက်နေတယ်ခင်ဗျားတို့ကဖန်စီမိတဲ့စစ်တုံးပန်းကိုဂုံတိတ်ခါရှိဆက်ဆံမဲ့လူတွေလားenergy စဉ်းစားပြည်သူတွေလည်းစဉ်းစားလေလိုတမျိုးမလိုတမျိုးလောက်ရက်တည်နဲ့ဒီလိုလူတွေကိုဘယ်သူကယုံပါလဲကျွန်တော်မယုံဘူးဘုန်းကလည်းယုံမှာမဟုတ်ဘူးခင်ဗျားတို့လက်ထဲကိုတော့အပါခံလို့ဘယ်ရမလဲစဉ်းစားလေနောက်ဆုံးနော်အဲ့ကတုံးကိစ္စဖြစ်တဲ့အချိန်မှာ BNR ကစာထုတ်တယ်လေကြားဝင်ပေးဖို့ဘသူကဒါကိုကြားဝင်ပေးခဲ့လေဘသူကဝင်ပြီးတားပေးခဲ့လေစာထုတ်တယ်လေဘာလို့ဂျမ်းဝင်ခဲ့ကြတာလဲအခုကြတော့မှဘိုးနဂါကကျန်နာဖြစ်သွားပြီနော်ခင်ဗျားတို့ကြောက်စိုးရိမ်တကယ်လို့မြန်ဘိုးနဂါကတကယ်ကိုပါသွားပြီဆိုခင်ဗျားတို့စိုးရိမ်တာကတကယ်စိုးရိမ်စရာအဲ့တော့ခင်ဗျားတို့နှုတ်ဆိတ်နေခဲ့တဲ့သူတွေဒါကိုမစဉ်းစားခဲ့ဘူးလားခင်ဗျားတို့မစဉ်းစားခဲ့ဘူးလားအစိုးမိတ်တစ်ခုရှိတယ်မလားစစ်တို့ရဲ့သဘောမှာမိတ်ဆွေတရားရှိတယ်တဲ့မိတ်ဆွေတရားရှိတယ်အရန်နေသေးတယ်တဲ့ရန်သူတယောက်ရှိတယ်တဲ့အရန်များလုံးနေပြီတဲ့ဒီနေ့ဒေါ်လာရေးကြီးပါဆိုရင်ကိုယ့်ဘက်မိတ်ဖက်အနေနဲ့ဆက်ဆံခဲ့ရမယ် BNR တွေကိုအပြုတ်ဖြုတ်ခြင်းသည်ရန်သူရဲ့လုပ်ရတာဖြစ်တယ်ရန်သူရဲ့လုပ်ရတာဖြစ်တယ်နောက်တဲ့ပြောတယ်ဗျာအဲ့တော့နုကြီးရဲ့ခေါင်းဆောင်ပိုင်းထဲမှာသိကြတယ်မအားလာကမြုပ်ထားတဲ့မြုပ်ကောင်အကောင်ကြီးတွေရှိတယ်မှာရန်သူကစစ်တိုက်တယ်ဆိုတာဘယ်လိုတိုက်လဲသိလားရှိတဲ့ပတ်စံခိုးတာလဲရန်သူစစ်တိုက်ခြင်းပဲအဲ့ဒီခိုးတဲ့သခိုးမကသူခိုးခြင်းမခိုးခြင်းစစ်ကောင်စီကတာဝန်ပေးထားတယ်ကောင်မဒီပတ်စံခိုးရမယ်ပြောင်းရင်းရမယ်ပြောင်းလဲရမယ်ပြောင်းမရဲရမယ်အဲ့တော့ရမုံငွေကနေသွားတယ်တော်လိုင်းရေးဖွဲ့တွေကြားထဲမှာတန်ရတွေကပိုဖြစ်လာတယ်ဒါလည်းရန်သူမင်းအောင်လည်းစစ်တိုက်ခြင်းပဲ
လောက်တော့သိတယ်ရှိတဲ့ပတ်စံတွေပြုံးတီးကုန်ဒါမှမဟုတ်ရှင်ပတ်စံကိုမလိုအပ်တဲ့နေရာမှာသုံးအောင်ဒါမှမဟုတ်ရှင်လည်းလိုအပ်ပါတော့လေ waste ဖြစ်သွားပြုံးတီးသွားကုံဆုံးသွားလှုပ်ချင်းကလေခမရရန်သူကစစ်တိုက်တာပဲပေးကြတယ်ခမရတို့ NUG ခေါင်းဆောင်ထိတ်ပိုင်းထဲမှာလीမြောက်ကောင်ရှိကိုရှိမယ်လို့တန်ရဖြစ်เสียတယ်အများကြီးရှိတယ်ရန်သူကထည့်ပေးထားတဲ့မြောက်ကောင်ရှိကိုရှိမယ်ခေါင်ကစမိုးမလို့ကိုဂျင်မီတို့ကိုစရာတော်တို့ပါသွားတဲ့ကိစ္စတွေရန်ကုန် UG တွေအများကြီးပဲပါသွားတဲ့ကိစ္စတွေခင်ဗျစဉ်းစားကြရအောင်တော်လိုင်းအချိန်ရနေတဲ့အချိန်မှာတော်လိုင်းကနူးတော်လိုင်းကတကယ်အားကောင်းခဲ့တာဘာကြောင့်လဲဆိုတော့တတိုင်းပြည်လုံးမှာရန်သူမအလာကိုနေရာနဲ့ကနေဝမ်းပြီးပြားတုံနေလို့သူကလည်းစော်ကိုကလည်းစော်ရှိတဲ့နေရာမှာရှိတာနဲ့စော်လို့မအလာပြားတုတ်ခဲ့ကြတာအဲ့ဒီမှာ NUG ကလာပြီးတော့စစ်တိုက်နေတဲ့အဖွဲ့ကိုမင်းကတော့ပကဖလုတ်ဆိုပြီးတော့ခွဲထုတ်လိုက်တာအင်အားတော့လောက်ရော့ကြပါတယ်အဲ့ဒီအချိန်ကနေစပြီးတော့သွေးကွက်မှုတွေစဖြစ်သွားတာကိုလွင်ကိုလက်ယူသားရဲ့လားတခါလက်နဲ့တက်တဲ့ခါကျတော့မြေပြင်မှာရှိတဲ့ local တွေကိုလက်နက်ကိုတကယ်မတက်ဘူးဘာကြောင့်လဲဆိုတော့မြေပြင်မှာရှိတဲ့ local တွေကရန်သူကိုနှွာနေတာ NUG အောက်က PDF ကအဲ့ချိန်ကမနှွာဘူး NUG ကဘေးပြီးတော့မလုပ်ဘူးအဲ့တော့စစ်မတိုက်ဖဲနဲ့အုတ်ချိုရီရန်ရလုတ်တဲ့ပကပကိုတွားပြီးတော့လက်နဲ့တက်ခဲ့ခြင်းတာလေစစ်တိုက်မဲ့လူရော့နေသွားအောင်နဲ့စစ်တိုက်တဲ့အချိန်ကြီးနှောင့်နေသွားအောင်လုပ်တာဒီရန်သူအားရအောင်လုပ်ပေးတာမဟုတ်ဘူးလားစဉ်းစားလေကဲဒီနေ့ပဲကြည့်NUG ရဲ့မြေအောက်ဆေးရုံကြီးကိုသိမ့်ပါနဲ့ထောင်တက်လိုက်နော်စစ်ကောင်စီကရှာဖွေတွေ့ရှိမှုကြောင့်ဖောက်ခွဲဖြက်စီးပြတ်လိုက်ပါပြီလို့တရင်နေတက်အဲ့တော့ဒေါက်တာဇော်ဝေဆိုးကမြေအောက်ဆေးရုံတွေစောက်ပဲဆိုပြီးတော့ကျင်းညာစရာလိုခဲ့လို့လားဒါကစီရင်လို့ဝတ်ချက်မဖြစ်ခဲ့တဲ့မူလားတခါအဲ့မှာကုံသွားတဲ့အချိန်တွေနဲ့ငွေကြေးတွေဒီဘာနဲ့တူလဲဆိုတော့တမင်မွေးကြာစာရင်ပုံစံမျိုးဖြစ်အောင်လုပ်ရင်လေဒါသည်ရန်သူအလိုကြပဲမဟုတ်ဘူးလားကိုဘကလူတွေပြစ်မှုကျူးလွန်တော့အရေးမယူပဲနဲ့ငါနဲ့မတူငါရန်သူလိုမျိုးလုပ်တဲ့ဟာဒီအားလုံးကလည်းရန်သူအလိုကြလုပ်တာမဟုတ်ဘူးလားပတ်စံခိုးတဲ့သခိုးမတွေကိုအရေးမယူပဲနဲ့နှုတ်ပိတ်ပြီးတော့ငြိမ်ပေးနေတာဒီလေရန်သူအလိုကြလုပ်တာမဟုတ်ဘူးလားစစ်တိုက်တယ်ဆိုတာကရန်သူမအားလာကစစ်တိုက်တယ်ဆိုတာကကိုယ့်ရဲ့ထိပ်ပိုင်းခေါင်းဆောင်မှုအဖွဲ့ထဲမှာလူထက်ပေးလိုက်တာကခင်ဗျာထိရောက်ဆုံးစစ်တိုက်ခြင်းပဲဒီ9နှစ်အတွင်းမှာ NUG ကလောက်လာစစ်မတိုက်ကြဘဲနဲ့အခုတော့မှအင်အားပေါင်းထောင်ချီပြီးတော့ BNR တွေကိုအပြုတ်တိုက်တယ်ဆိုတဲ့လောက်ရက်ကတမိုင်းအမဲခွက်ကြီးပဲ
အလွန်ကိုမှားယွင်းတဲ့လောက်ရကြီးပဲ NUG ရေဒီလိုလောက်အောင်ဝိုင်းပြီးစော်ဩတဲ့သူတွေအားလုံးကလည်းတန်တရားရှိစရာတရားခံတွေပဲဖြစ်တယ်အဲ့တော့အခုနောက်ဆုံးညာစစ်ကောင်စီကဝါရဖြတ်နဲ့ဓာတ်ပုံကိုခမည်းတော်သတင်းသမားဆိုတဲ့သူတွေကသတင်းသမားကျင့်ဝတ်ဂုဏ်သိက္ခာကိုမစောင့်ထိန်ပဲနဲ့ပြောဆိုရေးသားလောက်ကင်နေကြတာကလေခမည်းတော်ရှက်တက်ရင်လဲတယ်ဘူးကောင်းတယ်စင်ကျင်တုံတရားလေးနဲ့တော့စဉ်းစားတဲ့နဲ့လောလောဆယ်ဘာမှအတိမဖြစ်သေးဘူး50-50ပဲ90-90ပဲဟာငါကောင်ရအဲ့ဒါကြီးကိုရန်သူမဟာလာကချပေးလိုက်တဲ့ဟာအတိုင်းလိုက်လို့လိုက်ပြောနေတဲ့သတင်းသမားတွေခမရတို့သတင်းစာပညာပွားပြီးတော့သင်တန်းတက်လိုက်အောင်သိလားAI လားမသိ Photoshop လုပ်ထားလားမသိကျွန်တော်လည်းမသိခင်ဗျားလည်းမသိနော်